ဒီနေ့ကတော့မိမစားဖြစ်တာကြပြီဖြစ်တဲ့အစားအစာတွေတွားစားမှာပဲဖြစ်ပါတယ်အခုမိန်တွားစားမဲ့ဆိုင်လေးကတော့ဒီရဲ့ပင်တိုအိုးချဆိုင်လေးပဲဖြစ်ပါတယ်မိန်တို့သွားတဲ့အချိန်ကညနေခင်းဖြစ်တဲ့အတွက်ကြောင့်မို့လို့လူလည်းအရန်ရှင်းနေပေါ့နော်မိန်တို့ဆိုင်ကိုရောက်တာနဲ့စကန်ပြီးတော့ပေါ့နော်မိန်တို့လိုချင်တဲ့အစားတောက်တွေကိုစပြီးတော့မှာပါမယ်ဒါကတော့ဝက်ပောင်ကွေးတီကိုဒါကတော့အမဲသားကွေးတီကိုပြီးတော့ခါကြတော့ဒါလေးကဖက်ထိုင်ပဲဖြစ်ပါတယ်ပြီးတော့ဒါကြတော့ငါးဆန်ပြုတ်ပေါ့နော်ဒါတွေကတော့ main ဒီနေ့စားမယ့် menu လေးတွေပါဒီရဲ့ menu လေးကတော့ဖက်ထိုင်ပဲဖြစ်ပါတယ်ဒီ menu ကတော့ဒီလိုဆန်ခောက်ဆွဲအပြားဟိုမှာအထဲမှာပဲပင်ပေါတိုဖူးဖြူကြက်သွန်မိတ်တွေနဲ့ကြော်ထားတာပဲဖြစ်ပါတယ်ပြီးတော့သူ့ရဲ့အရာတာကချူချူလေးနဲ့ချင်းချင်းလေးပေါ့နော်ဒီရဲ့မီနူလေးကတော့ထိုင်းနိုင်ငံရဲ့နာမည်ကြီးရိုးရာအစားအစာတစ်ခုဖြစ်တယ်ပေါ့နော်ဒီရဲ့ခောက်ဆွဲလေးကိုဒီရဲ့အပင်နဲ့တွဲစားရတာပေါ့နော်ဒီရဲ့အပင်ကကြက်သွန်မိတ်နဲ့တူပေမဲ့သူကကြက်သွန်မိတ်တော့မဟုတ်ဘူးအရာတာကနည်းနည်းစင်တူပဲပေါ့နော်ဒီအပင်လေးနဲ့တွဲစားလိုက်ရင်အရာတာပို့ပြီးတော့ကောင်းပါတယ်အားလုံးပဲမိန်းနဲ့အတူတူလိုက်စားကြပါအောင်နော်တကယ်တမ်းတော့မိန်းက food blogger တော့မဟုတ်ဘူးပေါ့နော်ဒါပေမဲ့မိန်းကထိုင်းရိုးရအစားအစာလေးတွေကိုစားရတာကြိုက်ပြီးတော့သူတို့ရိုးရအစားအစာလေးတွေကိုပြန်ပြီး sharing လုပ်ပေးချင်တဲ့အတွက်ကြောင့်မို့လို့ဗီဒီယိုလေးလုပ်ပေးဖြစ်တာပါပြီးတော့ဒါကြတော့အမဲသားကွေးတီပဲဖြစ်ပါတယ်ဒီရဲ့အမဲသားကွေးတီဆိုလဲအထဲထဲမှာအသားတွေရောဒီအမဲသားလုံးတွေရောအများကြီးပါတယ်ပေါ့နော်တကယ်ဆိုရင်ဒီဆိုင်ကဈေးအရန်ကြီးတဲ့မှာမပါဘူးဈေးလဲတက်တာတယ်ပြီးတော့ခါကြတော့ဝဝလင်းလင်းစားရရပေါ့နော်ဒီမှာကကွေ့တီယိုကိုနမ်ခွန်းနဲ့နမ်ဆိုင်ဆိုပြီးတော့2မျိုးရှိပါတယ်နမ်ခွန်းဆိုတာကသူတို့ကဝက်တွေးတွေအမဲတွေးတွေနဲ့လှုပ်ထားတဲ့ဆုပ်အရည်နောက်လေးကိုခေါ်ပြီးတော့နမ်ဆိုင်ဆိုတာကဆုပ်အရည်အကြီးပေါ့နော်ပြီးတော့ဒီကတော့ဝက်ပောင်ကွေ့တီယိုပဲဖြစ်ပါတယ်ဒီမှာမြင်တဲ့အတိုင်းပဲဝက်ပောင်နေဆိုလဲအသားတွေအများကြီးထည့်ထားပြီးတော့အသားလုံးတွေလည်းအများကြီးပါရပေါ့နော်ဒီရဲ့ဝက်ပောင်နဲ့ဒီခောက်ဆွဲလေးနဲ့အရန်နဲ့မှလိုက်ဖက်တယ်ပေါ့နော်ဝက်သားလေးဆိုလဲနုနုအီအီလေးနဲ့တော်တော်လေးမှစားလို့ကောင်းပါတယ်ဒီဆိုင်လေးကတော့ထိုင်းနိုင်ငံချင်းတိုင်းမြို့ထိုင်းဆိုရစီရုံထိုင်းလို့ကတော့လုံပန်ပချာနုခွန်လို့ခေါ်ရပေါ့နော်အဲ့ဒီရဲ့စီရုံနောက်ဘက်လမ်းကြားနေတော့ရင်9မိနစ်လောက်လမ်းလျှောက်သွားလိုက်တာနဲ့နိုင်ယာဟိုတယ်ရဲ့ဘေးချင်းကပ်မှာပဲရှိရပါပြီးတော့ဒီရဲ့မီနူလေးကတော့ငါးဆန်ပြုတ်ပဲဖြစ်ပါတယ်တကယ်လို့ငါမကြိုက်တဲ့လူတွေအတွက်ဆိုရင်ဒီမှာဝက်သားဆန်ပြုတ်ကောပင်လယ်စာဆန်ပြုတ်ကောရရပေါ့နော်သူတို့ရဲ့ဆန်ပြုတ်ကလည်းစီချက်အနက်မွမွေးလေးနဲ့အရန်စားလို့ကောင်းပါတယ်အခုကတော့မင်းကအချိုသေးပါတော့မယ်ဒီရဲ့ပထမဦးဆုံးအချိုပွဲကတော့လုံမစ်လို့ခေါ်ရပေါ့နော်အထဲထဲမှာအနီရောင်အဖြူရောင်အစီလေးတွေနဲ့ပြီးတော့ခါကြတော့မုတ်လက်ဆောင်ဖက်အစိမ်းရောင်နဲ့ပေါ့နော်ရောပြီးတော့အုံတို့လေးထည့်ပြီးတော့ရေခဲလေးနဲ့ရောစားရတာပါပြီးတော့နောက်မီနူကကြတော့ဒီရဲ့ကိုကိုနတ် ice cream လေးနဲ့ဒီရဲ့ဂျယ်လီဒုံမဲရောင်လေးနဲ့ရောထားတာပေါ့နော်မိန်ဒီအချိုပွဲတက်မှာဒီတစ်ခုကိုအရန်နဲ့မှကြိုက်တယ်တော်တော်လေးနဲ့မှစားလို့ကောင်းတယ်ပေါ့နော်ဒီ ice cream နဲ့ရောထားတဲ့အမဲရောင်ဂျယ်လီလေးတွေကိုထိုင်းလိုကြတော့6ကွေးလို့ခေါ်ရပေါ့နော်ဒီအချိုပွဲလေးက tap team crop လို့ခေါ်ပြီးတော့သူ့ရဲ့နာမည်အတိုင်းကျွတ်ကျွတ်လေးနဲ့အရန်စားလို့ကောင်းပါတယ်မိန်ဟာဒီမီနူးလေးကိုစားပြီးတော့မိန်ရဲ့ဗီဒီယိုလေးကိုအဆုံးသတ်လိုက်ပါမယ်နော်